ဆိုင်ခဲ့ဘူးကြပါရီဒီလိုတာယာလာတဲ့ညနေခင်းလေးမှာဘောကံမှုပဲတီးကြတဲ့ကောင်းလေးတွေကလူဆုံပုဂ္ဂိုလ်ရဲ့စူတောင်းနေကြတယ်လည်းဖြစ်ပါရီအတင်းလူဆုံးလို့ခင်ပြီးဆိုရင်လည်းပွဲပြီးရလက်က10လုံးထက်ပါပဲတခါတလေမမတ်နိုင်တဲ့အကြည့်ကိုဖြစ်ခဲ့တော့ပါနည်းနည်းဝါးတဲ့ကောင်းဆွေးတော့ဘူးသမားပဲဂျန်တဲ့ကောင်းတွေကတော့နေရာတီးကြဘယ်သူမှမရှိဘူးရနယ်ဒိုယူတို့မက်ဆီယူတို့ကလည်းရှိပါသေးတယ်ဂရာရီထက်ဆိုတာကနေမှယူပါလက်ညှိုးနဲ့ထိနေလဲတဲ့လိန်နဲ့မုံရင်လဲတဲ့ကောင်းတွေဖြစ်ပါတယ်ဝဲစားပြီးဆိုတာနဲ့ရောက်ချင်တဲ့နေရာရောက်နေတာမောရင်နောက်တန်းသွားတာကလည်းထုံးစံလိုဖြစ်နေတာပါဘုသမားကလည်း9နှစ်ကလေးကန်လောက်တဲ့အကစ်တွေဆိုရင်လည်းအကြီးကျယ်ကိုဓာတ်ပြစ်တဲ့ကောင်းလေးကလည်းရှိပါသေးတယ်အိမ်ပြန်ဘော့တီနဲ့တကယ်ကိုလှုပ်ခဲ့တယ်လို့ဘာလို့ညာလို့ကောင်းလေးကများပါတယ်မြောင်းလိုက်တိမ်မော်ဒီရောက်သွားတဲ့ကောင်းလေးဆိုရင်လည်းမာမယ်ဒီမှာအမြောက်ကြိုက်ပဲပေါ့ဗျာအဲ့ဒီလိုနေတိုင်းညင်းလိုက်ခုံလိုက်စားလိုက်နောက်လိုက်နဲ့တာယာတဲ့ညင်းနေကလေးတွေကိုဖျက်တမ်းခဲ့ကြပါတယ်အဲ့ဒီလိုဖျက်တမ်းခဲ့ကြတဲ့ကောင်းလေးတွေထဲမှာဆိုရင်အိမ်မက်တွေကိုစီကရှိ